VNN စစ်ဖို့အတဲ့လာအိုနိုင်ငံပေါ်ပြန်တန်းနယ်မရှင်မှာလေရင်ပချခံရပြီးနောက်အထက်ရှင်ကြံရေးဖို့စူးစမ်းခဲ့ရတဲ့အမေရိကန်တိုက်လေရင်မှုတယောက်ရဲ့ရင်သက်ရှုမောပွဲဇလန်းကိုတင်ဆက်ပေးတော့မှာပါ1965ခုနှစ်တွန်ကင်ပင်လယ်ကွေ့ USS Ranger သင်္ဘောပေါ်မှာအမေရိကန်ရေတပ်ရဲ့အထူးလေကြောင်းတပ်စုဟာမြောက်ဗီယက်နမ်ရဲ့ရစ်ခါလမ်းကြောင်းကိုတိုက်ခိုက်ဖို့လျှို့ဝှက်မရှင်တစ်ခုလက်ခံရရှိခဲ့ပါတယ်သူတို့ကိုတောတွင်းရှင်တန်းရေးတင်တန်းတွေပေးထားသလိုရန်သူကကြားဖြတ်နားထောင်ပြီး1600နိုင်တာကြောင့်အရေးပေါ်အခြေအနေကလွဲရင်ရေလီယိုအထုံးမထီဖို့လဲတင်းတင်းကြပ်ကြပ်တတိပေးထားပါတယ်မရှင်ဆက်တဲ့နေ့မှာတော့ဒုတိယဗိုလ်တီတာတင်ဂလာဦးဆောင်တဲ့တိုက်လေယာဉ်၄စီးထွက်ခွာလာခဲ့ပါတယ်လာအိုနိုင်ငံပေါ်ပြန်တိုင်းနေတော့မှာပဲတင်ဂလာရဲ့လေယာဉ်ဟာဘဲဘဲတောင်မှန်းထီမှန်းတော့ပါတယ်လေရင်ဘော်ကခွန်ထွေဖို့အကြံပြုကြပေမဲ့သူကတော့ညင်းဆန်ပြီးလေရင်ကိုအတင်းဆင်းတက်ကတောထဲကိုထွက်ပြေးခဲ့ပါတယ်လာအိုစစ်သားတွေလိုက်လံဖမ်းဆီးနေချိန်မှာသူဟာရေဒီယိုကိုခြုံပုတ်ထဲဝတ်ထားပြီးအမေရိကန်ရဟတ်ယာဉ်တစ်စီးကိုအချက်ပြဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲရန်တုလက်ထဲဖမ်းဆီးခြင်းခံလိုက်ရပါတယ်သူကိုလာအိုရွာတရွာကိုခေါ်ဆောင်သွားပြီးညှဉ်းပန်းနေဆက်ကြပါတယ် Session တက်နေတော့လေခဏလောက်ပါအခုလိုဗီဒီယိုကောင်းတွေကိုအမြဲတင်ဆက်ပေးနိုင်ဖို့ Recap Master ကို Subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ကဲဇလန်ကိုဆက်ကြည့်အောင်ဗျအမေရိကန်ကိုရှုတ်ချတဲ့စာရွက်မှာလက်မှတ်ထိုးဖို့ကမ်းလှမ်းချက်ကိုလည်းထင်ကလာမှာပြပြတသားညှင်းဆိုးခဲ့ပါတယ်။ဒါကြောင့်သူဟာလာအိုတိုးတွင်းကအချင်းစခန်းတစ်ခုကိုပို့ဆောင်ခံခဲ့ရပါတယ်။အဲ့ဒီမှာတော့ယူချင်းနဲ့ထွန်းအပါဝဲအခြားအမေရိကန်စစ်တုံးပန်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အချင်းသားတွေကိုနေ့ဘက်မှာဝါးတဲတဲ့ပိတ်ထားပေမဲ့ညဘက်မှာတော့သူတို့ချင်းတိတ်တဆိတ်စကားပြောခွင့်ရကြပါတယ်။တင်ဂလာကသပြေးဖို့အစီအစဉ်ဆွဲပေမဲ့ဒွန်းကတော့တိုးတွင်းအပူချင်းနဲ့ရေမရှိတဲ့တန်းကိုမခံနိုင်မှစိုးရင်ပြီးတားမြစ်ထည့်ပါတယ်။ဒါပေမဲ့ဒင်္ဂလာကတော့မိုးရွာသည့်အထိမဆောင်နိုင်ပဲချက်ချင်းထပြေးဖို့အဆုံးစီလိုက်ပါတယ်။ညဘက်မှာခြေချင်းခတ်ထားတဲ့ဒင်္ဂလာဟာတန်မိုးတစ်ကြောင်းကိုအသုံးပြုပြီးတန်ချီချင်းတွေကိုဖွင့်ပြနိုင်ခဲ့လို့တခြားအချင်းသားတွေရဲ့ယုံကြည်မှုကိုရရှိလာပါတယ်။တဖြည်းဖြည်းနဲ့အခြေအနေတွေပိုဆိုးလာပါတယ်။အဆောင်လေးကအချင်းသားတွေကိုတက်ဖြစ်ဖို့ပြင်ဆင်နေတာကိုသိလိုက်ရတဲ့အခါမှာတော့ဒင်္ဂလာဟာမူလအစီအစဉ်ကိုပြောင်းလဲပြီးအဆောင်တွေကိုတိုက်ခိုက်ကစခန်းကိုသိမ်းပိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇူလိုင်လ၄ရက်နေ့မှာတော့သူတို့ရဲ့အစီအစဉ်ကိုစတင်ပါတယ်။အဆောင်နေထမင်းစားနေချိန်မှာဒင်္ဂလာဟာလက်နက်တွေကိုခိုးယူပြီးအကျဉ်းသားတွေကိုဝေပေးခဲ့ပါတယ်။အကျဉ်းလန်ပြစ်ခတ်မှုတွေဖြစ်ပွားလာပြီးနောက်ဒင်္ဂလာနဲ့ဒွန်းတို့ဟာတောထဲကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။သူတို့နှစ်ယောက်ဟာရေရဖို့အတွက်မူရင်ကိုအားကိုးပြီးဖောင်နဲ့မြေချောင်းအတိုင်းထိုင်းနိုင်ငံဘက်ကိုဦးတိုက်ခဲ့ပါတယ်။လမ်းမှာရေတကွန်းတွေနဲ့စာလောင်မှုတွေနဲ့ရင်ဆိုင်ခဲ့သလိုအမေရိကန်ရဟတ်ယာဉ်တွေကသူတို့ကိုရန်သူလို့မှားယွင်းဖိခတ်တာမျိုးတွေလည်းကြုံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒွန်းကလေဒီမီလတာရီရဲ့တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးသွားပြီးဒင်္ဂလာတယောက်ထဲသာတောထဲမှာဆက်လက်ရှင်သန်ဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေရိကန်ကင်းထောက်လေယာဉ်တစ်စီးကသူ့ကိုမြင်သွားပြီးရဟတ်ယာဉ်နဲ့5ယောက်ကဲတင်နိုင်ခဲ့ပါတယ်။ CIA ကသူ့ကိုလူ့ဝက်စစ်ဆေးဖို့ထိမ့်သိမ်းထားပေမဲ့သူ့ရဲ့ရေတပ်သားတငယ်ချင်းတွေကတော့သူ့ကိုကိတ်မုံတွန်းလှဲထဲဟွက်ထားပြီးခိုးထုတ်က USS Ranger သင်္ဘောစီကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့ဒင်္ဂလာဟာရေခဲရော့ဒီရော့ရဲ့နွဲထွေတဲ့ကြိုးဆိုမှုကိုရရှိခဲ့ပါတယ်ဇလန်လေးကတော့ဒါပါပဲ Recap Master ရဲ့ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like လုပ်ဖေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဘလို့ရုပ်ရှင်မျိုးကို recap လုပ်ဖေးစေချင်တယ်လဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်ကြည့်ရှုပေးသူအရောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ